ညင်တဲ့တဲ့အိုစီတို့ပါတီလုံးနဲ့မဲ့ဟေးချင်းချင်းတဲ့တဲ့အိုစီတို့ပါတီလုံးနဲ့မဲ့ဟေးမြတ်ဗုဒ္ဓသာသနာအတူရှိသေးကြောင်းအတူစုပေါင်းလို့ကျောင်းတော်တို့လေကျောင်းတော်တို့လေကျောင်းတော်တို့လေတနေ့မှတစ်ခါလာဘုံကထိန်ပွဲကြီးပရိသပင်တီလုံးလဲလဲလို့နေလဲလဲလို့နေရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်လုံးလူလုံးဖိတ်ခေါ်လက်ပေးရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်ဆုံးလူလုံးဖိတ်ခေါ်လက်ပေးရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေစေတနာတွေဝေချာနေရှစ်စရာမြမတလေးတွေမောင်တို့ရေပြောလာဟေးပြောမောင်တို့ရေပြောရဲ့လာဟေးဘုံကထိန်မှချင်းချင်းတဲ့တဲ့အိုစီတို့ပါတီလုံးနဲ့မဲ့ဟေးဘုံကထိန်မှချင်းချင်းတဲ့တဲ့အိုစီတို့ပါတီလုံးနဲ့မဲ့ဟေးမြတ်ဗုဒ္ဓသာသနာအတူရှိသေးကြောင်းအတူစုပေါင်းလို့ကျောင်းတော်တို့လေကျောင်းတော်တို့လေကျောင်းတော်တို့လေတနေ့မှတစ်ခါလာဘုံကထိန်ပွဲကြီးပရိသပင်တီလုံးလဲလဲလို့နေလဲလဲလို့နေရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်လုံးလူလုံးဖိတ်ခေါ်လက်ပေးရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေရွယ်ဆုံးလူလုံးဖိတ်ခေါ်လက်ပေးရုပ်လက်မြန်မရွေးအခါလို့ကျွေးမွေးနေစေတနာတွေဝေချာနေရှစ်စရာမြမတလေးတွေမောင်တို့ရေပြောလာဟေးပြောမောင်တို့ရေပြောရဲ့လာဟေးဘုံကထိန်မှချင်းချင်းတဲ့တဲ့အိုစီတို့ပါတီလုံးနဲ့မဲ့ဟေးရက်ကထိန်အလူဝဲနှွဲကြကွဲ့တူပြောပြောရက်ကထိန်အလူဝဲနှွဲကြကွဲ့တူပြောပြောတနေ့မှတစ်ခါလုံးစင်ရင်လာဒီပွဲတနေ့မှတစ်ခါလုံးစင်ရင်လာဒီပွဲရတော့လူမို့လူကြလေးတဲ့ရတော့လူမို့လူကြလေးတဲ့မနှောဖြူလို့ကြည်နူးစေပွဲကတိနာစီဝတ္တကထိန်လျာသင်္ကန်းကိုကလူပူဇော်ကြတယ်ဝဲဝဲရက်ကထိန်အလူဝဲနှွဲကြကွဲ့တူပြောပြောရက်ကထိန်အလူဝဲနှွဲကြကွဲ့တူပြောပြောတနေ့မှတစ်ခါလုံးစ
င်ရင်လာဒီပွဲ တနေ့မှတစ်ခါတော့စင်ရင်လာဒီခွေ ရတော့လူမို့လူကြလေးတဲ့ ရတော့လူတို့လူရလေးတဲ့ မနှောဖြူလို့ကြည်နူးစေပွဲအထိနာစီဝတံကထိန်လျာသင်ငန်းကိုကလူပူဇော်ကြတဲ့ပွဲကျော်ရွှင်နေရဒီကထိန်ပွဲရဲ့နှွဲကြသူမိတ်ပေါင်းတွေရေ ဝဲသာသူမိပေါင်းကြီး တစ်နှစ်မှတစ်ခါတော့တစ်လမှတစ်ရက်ထဲနှွဲပြော မလေးရဲ့ချင်းတွေပြော တစ်ကြောင်းမှတစ်ချိန်သာစင်နှွဲကြလို့ပြောမဆုံးပါကွယ် စင်ကြလို့ပြောမဆုံးပါကွယ် တရားမှာတော့စိတ်ကြောင်းမှာတော့သိအလူဒါနာမတော်အလူဒါနာမတော်မြတ်တော်ကတိရေတပင်တွေစီကတန်းတူရမ်းကြတဲ့ဒီကထိန်ပွဲ လူတွေချတဲ့ဒီကတိတ်ပွဲ ဘုရားသာသနာကရောင်ဝါထွန်းနေ ဝါသူဒီ မြို့မြို့ရွာရွာကနေရနှက်စီ ဒီရကစီ မြို့မြို့ရွာရွာကနေရနှက်စီ ဒီရကစီ ဗုဒ္ဓသာသနာကရောင်ဝါထွန်းနေ ဝါသူဒီ မဟာဘုံကတိန်ပွဲတော်နှစ်စင်သာနှွဲလို့ပြောတရားရီထူးရင်မြမတို့ရဲ့ကတိန်ပွဲတော်သွားဖို့ချင်းစံဖို့ချင်းတို့ညီမတလေးရဲ့ချစ်စရာမဟာဘုံကတိန်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 ဒီရောလုံးကောင်းမှုပေါင်းစုပြုတဲ့တို့ရဲ့ဘုံကတိန်စုပေါင်းခြင်းနဲ့စီလုံးခြင်းတွေပြတဲ့ဘုံကတိန်သွားဖို့ချင်းစံဖို့ချင်းတို့ညီမတလေးရဲ့ချစ်စရာမဟာဘုံကတိန်ကျွာလေးပိုင်းကကိုတောင်းစိန်ကားတဲ့ဘုံကတိန်မေတောင်းတို့လာခြင်းပြိုင်လန်းတဲ့ဘုံကတိန်သူနိုင်ငံနိုင်အပြိုင်ရဲ့ဆက်စရာကြီးများလန်းတဲ့ဘုံကတိန်တရွာလုံးလန်းတဲ့ကတိန်တစ်မျိုးလုံးလန်းတဲ့ကတိန်တစ်နယ်လုံးလန်းတဲ့ကတိန်တစ်ပြည်လုံးလန်းတဲ့ကတိန်မြက်ကတိန်တို့ညီမတို့ရဲ့ချစ်စရာဘုံကတိန်ပြောတဲ့ကတိန်တို့ရဲ့ဘုံကတိန်တော်မို့တို့ပြောတဲ့ကတိန်တို့ရဲ့ဘုံကတိန်ပြောသလားရေမောင်တို့ရေတို့ရဲ့ဘုံကတိန်ပြောသလားရေမဲတို့ရေတို့ရဲ့ဘုံကတိန်တနေ့မှတစ်ချိန်တစ်ကြောင်မှတစ်ချိန်ပြားမစိန်ကြောင်မှတိန်အလူမမြတ်တာမဟာဘုံကတိန်မြက်ကတိန်တို့ညီမတလေးရဲ့ချစ်စရာမဟာဘုံကတိန်ဒုက္ခတော့ဝတ္တမဆရာရောက်ပြီးနေနေတော့တနာရွှေဉာဏ်စင်ရင်တော်ဘုရားကုလာဝိနာကြီးစွာတဝေရွှေမြတ်တော်ကိုဆုံးပတိညာစေဝရံသင်္ကန်းကိုသံဃတာဒီမှာမြတ်တော်အလူခွင့်ပြုတော်မူလေအဲ့ဒီလိုပြင်ပန်းဆင်းရဲလာတဲ့အတွင်းသဏ္ဍာန်နဲ့ရောက်ရှိလာကြတယ်
ယဟန်အပေါင်းတို့ရဲ့အသွင်ကိုမြတ်စွာဘုရားရှင်တွေ့မြင်တော်မူတဲ့အခါမဟာကရုဏာကြီးစွာသက်ဝင်လျက်ကထိဏစီဝရံအထိန်သင်္ကန်းနေရာကိုတန်ခါတတိမှမြတ်တော်လူဘာရဝေကရမှုပြုတဲ့သုံးကျိတ်တော်ယဟန်တို့အားအကြောင်းပြုပြီးမြတ်တော်ကထိန်သင်္ကန်းနေရာကိုလူရန်ပူဇော်ခြင်းမှုအားသင်ပြုတော်မူခဲ့ပါရှင်ကြောင့်တရားမှာတစားမုံလာပြီးနေကြည်တယ်လားမြင့်မာသည်တလားလူရန်ကြရမြတ်တိကထိန်မှာသရင်ကျော်လာပြီးကြောင့်တရားမှာတစားမုံလာပြီးနေကြည်တယ်လားမြင့်မာသည်တလားလူရန်ကြရမြတ်တိကထိန်မှာရိုးရသပင်ပွဲမို့သာနှစ်စင်ဆင်နွဲခဲ့တာနှစ်စင်ဆင်နွဲခဲ့တာရိုးရသပင်ပွဲမို့သာဘုရားသာသနာစီရန်ဒိဋ္ဌတုဤကောင်းမှုပြုသည်များသာဓုခေါ်ကဝမ်းမြောက်ကြည်ကြည်သောတရားမှာတစောင်းမုံလာပြီးနေကြည်တိုင်သာတစ်နှစ်မှသည်တလားလူရန်ကြရမြတ်တိကထိန်မဟာရိုးရသပင်ပွဲမို့သာနှစ်စင်ဆင်နွယ်ခဲ့တာနှစ်စင်ဆင်နွယ်ခဲ့တာရိုးရသပင်ပွဲမို့သာဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဤကောင်းမှုပြုသည်များသာဓုခေါ်ကဝမ်းမြောက်ကြည်ကြည်ဝေးကွာပြီးခရီးလန်းတစ်လျှောက်တောတောင်အသွဲတွေကိုဖြတ်ကျော်တော်မူကြပါလေမောတယ်လို့တောင်းမှမိမိတို့ရဲ့စိတ်မှာထင်မှတ်ခြင်းမရှိတဲ့အပြင်နားနေခြင်းလည်းမရှိကြပါဘူးဒီလိုနဲ့ယဟန်တို့အတွက်အင်မတန်မှမွန်မြတ်လှတယ်ဝါဆိုရန်ရက်ကလည်းနီးကပ်လို့လာခဲ့ပြန်ပါလေအဲ့ဒါကြောင့်ခရီးတစ်ထောက်ဖြစ်တဲ့သာကိတမြို့ကိုအရောက်လှမ်းပြီးညမ်းကြွခဲ့ပါတော့တယ်ရှင်မြို့တော်သာကိတမှာတဝါဆူကြတဲ့ယဟန်မြတ်ဆုံးကြီးဝါလာလွတ်ကင်းတရင်ကျွလေပြီသာဝိထိပြည်စေတော်ကြောင့်အရောက်လမ်းမြန်းကြွချီမြို့တော်သာကိတမှာတဝါဆူကြတဲ့ယဟန်မြတ်ဆုံးကြီးဝါလာလွတ်ကင်းတရင်ကျွလေပြီသာဝိထိပြည်စေတော်ကြောင့်အရောက်လမ်းမြန်းကြွချီခီးမဆုံးမီလန်းတဝက်မှာမိုးရောလေးမိရှာပေါ့ညာကိုစရာလည်းမရှိပြီချမ်းသာတုံခိုင်းလို့အတီးချမ်းသာတုံခိုင်းလို့အတီးနာကိုစရာလည်းမရှိပြီရွှွတော်ဝဲရည်တဲ့ယူလေးကဆိုးရွှဲခဲ့ပြီစင်မြန်းစရာသင်္ကန်းမှာ
ဩဒါ ဩခါတာတိယောဟောသံသုသောကောရောကောဝိနာသတိဒီသာယုသာတရားဓမ္မကိုကြောလန်းနိုင်ကြကုန်ဒီဘဝတုဘောတုဘုရားမထေဖြစ်ကြပါစေဘုရားဘုရှိတန်ခါတော်ရှင်သူမြတ်တို့အားမောမြတ်သောဆုံးခိုင်းဝဲပေါ်စီချူခြင်းရတာပြပြတို့နှင့်နဝကမဝိတုတို့ကိုစက္ကလူတရားခြင်းဒီဟုသောဘောဇနာဒါနဓမ္မဒါနကုသိုလ်ကံစေတနာဓမ္မလူရောကြောင့်တိုက်သောတိကာယုံကြောင့်တိုက်၌တရေသုံးတော်မူချက်ကိုတော်တန်ခါတော်ရှင်သူမြတ်တို့အားဘုရားမဝါဘာသာမြောက်ချက်ကိုတော်တန်ခါတော်ရှင်သူမြတ်တို့အားတထေလျာဉာဏ်စက္ကလူတရားခြင်းဒီဟုသောကတိနာစီဝရဒါနာတော်မူကုသိုလ်ကံစေတနာယုကုသိုလ်စေတနာပေါင်းတို့ကြောင့်တရေကြရတာကျုထင်ကျော်တရေကြရဓမ္မတော်မောမိသားစုရဲ့နှင့်တကွရှေလုံးလုံးကျေးရွာဓမ္မမိတ်ဆွေတစ်ချိန်မှတည်ကြတဲ့လူရှင်ပေါင်းသူတော်ကောင်းတို့အားဘေးဒီပြည့်တဲ့လူတို့ယောဂပြုတို့မှာကျင့်ဝေးပြီးအသက်ရှင်ခြင်းဆင်းလာခြင်းချမ်းသာခြင်းဖွာခြင်းညာပညာခြင်းဘုဒ္ဓဘောအမှုဖေခြင်းခြင်းအချွေရမြတ်ခြင်းစည်းစိမ်ဥစ္စာယရနာတို့ကိုပေါ်ပြခြင်းဒီဟုသောကောင်းကျိုးကံတဲ့တေလာပြပြတို့နှင့်ပြည့်စုံ၍ဒုက္ခနိဗ္ဗာန်တေဒုတိယံပိတတိယံပိအဟံဗန္တေဣတေယမဟာဝတ္တမိတဝတေထမယံဗန္တိသံသာရဝတ္တဒုက္ခတောမောဇနထာယဣမံသတိနာစီဝရံသံဃကဒေမာအရှင်ဖယားဘုရားရာခြေသောနိဗ္ဗာန်ကိုရှင်သူမြတ်တို့အားလူတတ်ပါ၏အရှင်ဖယားဤကောင်းမှုကြောင့်ဘုရားတပည့်တော်တို့ဘောဓိဉာဏ်၏အထောက်အပံ့ဖြစ်ဘုရားတပည့်တော်တို့သည်နိဗ္ဗာန်မရခင်ယ
ယခုပစ္စုပန်ဥစ္စာယတနာတို့ကိုသိုးပွားခြင်းဒီဟုသောကောင်းကျိုးရက်တွေမင်္ဂလာပြာပြာတို့တွင်ပြည့်စုံရပါလို့အရှင်မြတ်ဖရာသာဓုသာဓုသာဓုသေစံဒါလေးကအမတမ်းမှမြက်လက်မြက်တဲ့သာသနာတော်အတွက်အမတမ်းမှတန်ဖိုးလေးရှိလို့ပုံနှစ်ချက်တည်းပဲပြောတယ်နော်လူတဲ့ကုသိုလ်တွေလူတဲ့အလူရှင်တွေလည်းပဲငါတို့ကထိန်သာဖျက်လိုက်ရတာတို့ကထိန်ရဘလို့လည်းမသိရဘူးဖြစ်နေပါလို့နော်ကထိန်နော်သဒ္ဒါကြီးတွေရောနော်ကထိန်ရနှစ်ချက်တည်းတယ်နော်ကထိန်ရကတိနာဆိုတဲ့စကားလုံးလေးကဘာကိုပြောတာလဲဆိုရင်ဒီဟာလေးမဟုတ်တော့သဘောကျရှင်နဲ့မတွဲလို့ဉာဏ်ခန္ဓာနဲ့ရှင်နဲ့မတွဲလို့သဘောကျနော်နောက်ကတို့တရားကြီးတွေတို့ဓမ္မကြီးတွေကထိန်ပြင်းရင်လေဒီလိုလေးတတ်တတ်ရရပြင်းတာပို့ကြိုက်တယ်ဘုံပေါ်ရှင်တွေမတွဲနဲ့နော်ရှင်ပွဲတွေလုပ်ချင်တော့သိတန်တော့ကထိန်နဲ့မတွဲနဲ့နော်ဘာကြောင့်လဲဆိုရင်ဖြင့်ကတိနာစီဝရကတိနာစီဝရဆိုတာကမှတ်ထားလိုက်ပါဠိစကားလေးမြန်မာလိုကခိုင်မြဲခြင်းတည်တံ့ခြင်းတန့်ရှင်းခြင်းတဲ့သုံးမျိုးပဲနော်ဟုတ်တယ်နော်ခိုင်မြဲခြင်းတည်တံ့ခြင်းတန့်ရှင်းခြင်းတတ်မှတ်ရှင်းရှင်းလေးဖြစ်တယ်ရှင်းကတနာတော်ကတိပေါ့နော်ကျောင်းဆောက်လို့လည်းလေထိကြရတတိကြီးနော်နာတပိတတိကြီးသူ့ရဲ့ရေရကပစ္စည်းမှတ်သမျှသူမပေးဘဲနဲ့ဘာတစ်ခုမှသူလုပ်မရဘူးဘာကြောင့်လဲသင်္ကန်းကြောင့်သင်္ကန်းလူခဲ့တဲ့တရားတရားကြောင့်နော်သင်္ကန်းလူခဲ့တဲ့တရားတရားကြောင့်တကုတ်တယောက်ကနာထပိတတိကြီးရဲ့လက်စွပ်ကိုလုံးကျင်နော်နာထပိတတိကြီးအဲ့ဒီတော့အဲ့လက်စွပ်ကိုရအောင်ဖြောက်တယ်လောကဖြောက်မရဘာဆွမ်းလဲသင်္ကန်းဆွမ်းကြောင့်နော်သင်္ကန်းဆွမ်းကြောင့်အဲ့ဒါမဲ့ဒါလက်စွပ်ကိုလုံးကျင်လာလားဟုတ်တယ်ရှင်မင်းကြီးအဲ့အဆွေနဲ့အောက်ကတည်းကဝါကားဆိုပြီးလက်ကြီးအောက်ဆိုင်လိုက်တာပြုတ်ကြတရားဒီဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုဒီကထေရဲ့အာနိသင်ကတရားကြီးတို့တရားမကြီးတို့မပေးပေးတဲ့တခုခုလို့မရဘူးနောက်နံပါတ်1ကမိမိတို့ရဲ့စီးစိမ်ဥစ္စာယန္တာမှတ်သမျှဒီမလျော့ပါဘူးခိုင်မြဲတယ်နော်ခိုင်မြဲတယ်အစိတ်မသိဘူးဘလောက်ပြန်ကိုမြဲမတော်လို့အမြင်တက်လို့အစိတ်ခတ်ပါစေကထေရဲ့အာနိသင်ကမိမိတို့အစိတ်မသိအစာပါပြီးတော့မသိဘူးအစိတ်မသိနော်ဒီကထေရဲ့သင်ကဒါလူရင်းလေးကိုဘုံပြောတာနော်လူရင်းလေးကိုပြောကြတယ်အဲ့ဒီအထေထပြင်းတဲ့နေ့ကစပြီးယောဂတော်မှာကံကောင်းပါလေနော်ကံကောင်းပါလေတိမ်ထဲမှာမြင့်မြတ်တော်တိမ်ထဲမှာသဘင်လေးချပြီးတော့ဒီပေါ်မှာလောက်ထားတာရှိရလေမတ်တက်ကြီးပြပြီးတော့လေအထုဒ္ဓကြီးတဲ့ဒီမှာကြီးကမိမလာကြပြလာဝတ်တော်တည်းတည်းလေ
ယောက်ျားလားမိန်းမလားတချို့ကမိန်းမလို့ပြောကြတာမဟုတ်ပါတော့ယောက်ျားကြီးနော်အဲဝတ္တုတ္တရေနမင်းကအနာထဘိတ္တိရေစက်ချတဲ့အခါကျတော့မဟာပထဝီမြေကြီးကိုတက်တည်တည်ပြီးတော့ခါလိုက်တာနော်ခါလိုက်တာခုကဆော့သွားပြီလည်းမလို့ပါကောင်းကင်မှာတရားမြတ်မှာရေစက်သုံးချပေးတယ်မဟာပထဝီမြေကြီးစောင့်တဲ့ဝတ္တုတ္တရေနမင်းကတက်တည်တည်ပြီးတော့မှတ်လိုက်တဲ့အခါကျတော့ဒုဒ္ဒရာဓမ္မတွေဧကမုတ်ချတခြားပိတ်မှာလားအပေရကပိတ်မှာလားအပေရကပိတ်တော့လားသာဂပညာလေပြာတရားလက်တိုင်ထား၍သေရုသာတရဏဂောသောဘာတေမဘာတေသီလဓမ္မတို့ကိုကောင်းစွာခံယူသောက်တည်ကြပါကုန်၏အရှင်ဘုရားမောပြတ်သောသံဃေဝေဘောဇဉ်ချုပ်ခြင်းအယတာအပြာပြာတို့ကိုစတဲ့လူတတ်ကြပါကုန်၏အရှင်ဘုရားပြေစင်ကလျာစတဲ့လူတတ်ကြပါကုန်၏အရှင်ဘုရားသာသနာတော်အတွက်အလုံးစုံတဲ့သူဇောပါ၏အရှင်မြတ်ဘုရားဘုရားဖတ်တဲ့သာဝတ္တဖြစ်ပါစေသောအရှင်မြတ်ဘုရားဒီကောင်းဝိကြကိုသောက်တဲ့ကျောင်းသောက်တဲ့ကျောင်းဝိသောက်တဲ့ရောသောက်တဲ့ရောသောက်တဲ့တောသောက်တဲ့တောသောက်တဲ့ကျောသောက်တဲ့အမြဲတမ်းကောင်းနာပေါင်းတော်အား၎င်းအပြာဟုသောသေဝေဝါယိအတိဟောပါဘောဘောစေတမျိုးတော်ပုဂ္ဂိုလ်ပေါင်းတို့အားအမြတ်ကုသိုလ်သေဝေဝါယိအမြတ်ကုသိုလ်ကျေလေကုန်သောတတ္တဝါမတ္တမြအနန္တတို့သည်အမြတ်ရကြ၍ကိုယ်စိတ်တဖြာကျမ်းမာသတ္တကြသည်ဖြစ်ပြပါစေကုန်သောအာလောရကြတဲ့ကုသိုလ်အမြတ်ရေလာဘုရားဘာကုန်သောသာဓုသာ
တဲ့အိုစီတို့